ကိုလည်းမင်္ဂလာပါ မင်္ဂလာပါ အခုစကားပြောနေကြတာလဲထွေးရင်တဲ့ကော်ပီရှင်တွေကိုဥစ္စာမှာတွင်းခဲ့တဲ့အတွေ့အကြုံတွေပေါ့နော်အဲ့တော့အဲ့အချိန်မှာကိုလက်ကလည်းကောင်းကောင်းဥစ္စာရှိနေကြတယ်နော်တကယ်အမှတ်တရကြုံခဲ့မှာပဲအဲ့လိုဖြစ်တယ် ခုနတန်စင်လေးတွေကြားပြီးတော့နှစ်ပေါင်း30ပြန်ရောက်သွားတာအဲ့အချိန်ကအမှတ်တရတွေအကုန်လုံးပြန်သတိရလိုက်တာပေါ့နော်အဲ့တော့ကလည်းဖန်တီးတာပေါ့နော်ကို အဓိကတည်ရတဲ့အကြောင်းအရာတွေရှိတယ် ဟုတ်ကဲ့ကိုမောင် အဲ့ဒါတွေကဘာတွေလဲဆိုလို့ကိုထွေးနေဆိုတဲ့အချိန်မှာလားအဆိုးမာတယ်ဘာထက်တဲ့အချိန်မှာပေါ့နော်ကိုလက်တော့ပဲဖမ်းရတာအဲ့ဒီအချိန်မှာဘာတွေဘယ်လိုဖြစ်ခဲ့သေးလဲအဲ့ဒါလေး ချောချောမွေ့မွေ့ဖြစ်ခဲ့လားဘယ်လိုမျိုးထက်ကတလဲလဲ လက်ကတလေးမဟုတ် तू ကမှော်ရမော်တာထူးဆန်းတယ် तू ရဲ့ထူးခြားမှုလေးတွေကရှိတယ် तू မှာခံစားမှုမရှိရင်ဘာမှမလုပ်ကျွန်တော်ထူးခြားမှတ်မိတာကိုလက်နေ သူ့ရဲ့ခံစားမှုမရသေးဘူးမရတဲ့အချိန်မှာ तू ကညှာတယ်ဘာလို့ကျွန်တော်တို့ကလည်းဟိုပါလေအတန်ဖမ်းရတာအဲ့တော့ကလည်းဖမ်းတဲ့လူကနေတယ်ကိုထိုးရဲ့ကျွန်တော်ရဲ့ပဲအဲ့တော့ကနော်အဲ့အချိန်ကရှိတာရဲ့နောက်တော့ဟိုဘက်မှာဦးတန်းစော်ပေါ့နော်ဦးတန်းစော်ကလည်း तू ကတော့မန်နေဂျာပဲလို့ဖမ်းတော့ကျွန်တော် तू ညှာတယ်ညှာတော့ကျွန်တော်က तू ဆိုတော့မယ်ဆိုတော့ခံစားမှုမရသေးဘူးကိုလည်းခဏနေဦးနေဦးတော့ तू ကကျွန်တော်ဘယ်လောက်ညှာလဲဆိုတော့ဟုတ်ဘူးတဲ့ဟိုကမဖြစ်ဘူးခဏလေးစောက်တယ်မဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီမစ်စာရဲ့အနောက်လေးမှာအိတ်တဲ့နေရာလေးရှိတယ်အဲ့မှာအိတ်လို့ရအဲ့မှာကျွန်တော်ပေးအိတ်ထားတယ်အိတ်သူကပေါ့ကျွန်တော်ရောက်ဖပဲခေါ်တယ်သူကရောက်ဖအိတ်နေလိုက်သူတကယ်လို့ခံစားမှုရလို့ရှိရင် तू လာနှိုးမယ်ဟိုကညှာတာပေါ့နော်ဘာလို့ကျွန်တော်တနေ့ကုန် तू ဖမ်းတာတော့ तू တိတယ်လေ तू ကညှာကျွန်တော်ညှာတော့ကျွန်တော်အိတ်တယ်တကယ်အိတ်ပြီးတော့အိတ်ချင်းတွေ तू ဆိုး तू ခံစားမှုရခဲ့ပြီဆိုတော့အထဲကနေပြေးလာတယ်ဟိုကန်တီးလေးမှာ तू ခံစားရတာပေါ့နော်အဲ့ဒါကိုဆိုးဖို့အတွက်ကိုခံစားဟော तू ဘာလုပ်နေကျွန်တော်မဆောက်တော့ကျွန်တော်သူ့အကြောင်းသိတဲ့အတွက်မဆောက်ပဲနဲ့ကျွန်တော်လည်းအဲ့နောက်လေးမှခဏလေးအိတ်တယ်အိတ်ပျော်သွားတဲ့အချိန်မှာ तू ကရောက်ပါထားရပြီဆိုလာနှိုးတဲ့အချိန်မှာအဲ့ချိန်မှာအဲ့တချင်းကို तू လုံးဝတကယ်ခံစားမှုအနှစ်ရတဲ့အချိန်မှာ तू ဆိုတဲ့အချိန်မှာကျွန်တော်နားထောင်ကြည့်တယ်ကြက်သိန်းတောင်ထားတယ် तू ဘာမှပြောစရာမလို तू ဒီဟာကို तू ဆိုတယ် तू ကလည်း तू ပြေးတယ်ကျွန်တော်တို့ထိုင်ပြီးနားထောင်တာအမားဆိုကျွန်တော်သူ့ရဲ့ဟိုကျွန်တော်ဒီဟိုစစ်ရောက်တဲ့အကြောင်းရင်းမှာသူတို့ကြောက်လည်းပါတယ်ကိုညီထွန်းနဲ့ကိုမောင်လင်းတီးတယ်ကိုညီထွန်းနဲ့ကိုငှက်ကြီးနေဆိုဘယ်သူမှမဖမ်းနဲ့ကျွန်တော်ဖမ်းမိတယ်အဲဆိုအဲ့လိုပေါ့အစွဲပေါ့နောက်ကျွန်တော်တစ်ဖက်ကကိုထိုးဝေးဆိုရဲကိုထီဆွဲ तू ကကိုထီနဲ့ကြာကျွန်တော်ဒီတော့ကိုလာမင်းသွားနေတဲ့နေရာသွားမင်းမဖမ်းနဲ့တော့ तू ကိုတနေ့ကုန်ဖမ်းတယ်အစွဲကိုထိုးဝင်းလည်းတတိရတယ်ကိုထိုးဝင်းကမှတ်မိတယ် သူကအဆိုတော်တွေကိုလည်းအတာဖမ်းပေးတဲ့ခါမှာအတာဖမ်းတဲ့လူကမေတ္တာရှိမှာပေါ့နော်အဲ့ဒါမှအဲ့ဆိုတော့ဆိုတဲ့ ဥစ္စာ ဒုက္ခကိုခံလိုက် နိုင်ရရှိတယ်သူတို့ဘာလို့လို့โอเคတယ်အဲ့တော့ကျွန်တော်ကသူ့ဆိုရင်တကယ်ဘာလို့သူ့ကျွန်တော်ရင်ထဲမှာ तू ရှိနေတာရှိတော့ तू ဆိုတယ် तू ဘာလို့ညာလို့အဲ့မှာဆိုတဲ့အချိန်မှာတကယ်ဆိုသွားတဲ့အချိန်မှာတော်တော်လေးကိုဒီကျွန်တော်ဆိုကြက်သိမ်းထားတယ် तू ဆိုတကယ်တော့ဒီတချင်းကို तू ကလည်း तू ခံစားတယ်ဘာလို့တော့ copy ဆိုတဲ့ထဲက तू ရေးတာမဟုတ်ဘူး तू များရေးဒါပေမဲ့အငှားခံစားတယ်အငှားခံစားတာပေါ့နော်အငှားခံစားပြီး तू ဆိုတယ်ဒါပေမဲ့တကယ်ဆိုသွားတဲ့အချိန်မှာကျွန်တော်တို့ကတော့ तू copy တချို့ကိုနားထောင်ဘူးလေဒါပေမဲ့ तू ဆိုလိုက်တဲ့အချိန်မှာကို copy ဆိုတာမရှိတော့ဘူးအမနာ ကိုမောင်လေးပြောတယ် မရှိတော့ဘူးလေခုနကိုမောင်နေပြောသလို तू အိမ်သေးဆိုတာဖြစ်သွားပြီ तू ကဒီထဲမှာအားခံစားပြီးဆိုလိုက်တာ तू ရေးတာလည်းမဟုတ်ဘူး तू များရေးတဲ့ကိုထွေးရေးတဲ့စကားလုံးပေါ့နော်စကားလုံးတန်တရားနိုင်ငံခြားတန်စီကိုဒါပေမဲ့ဆိုလိုက်တဲ့အချိန်မှာအမှန်ဆုံးနေထွေးသေးဆိုတာဖြစ်သွားပြီအဲ့ပေါ့ဝိညာဉ်ရဒီတချင်းစစ်ပေါ်မှာပေါ့ ပုံစံမျိုးပြောင်းရတယ်လုံးဝပြောင်းလဲသွားပြီးတော့အမှန်တိုင်းပြောသူ့ရင်ထဲမှာရောက်သွားအဲ့တော့ तू ဆိုလိုက်တဲ့အချိန်မှာတိတ်မကြောက်ဘူးနော် तू ဆိုတာကျွန်တော်ကြည့်တနိုင်ခွဲလောက်ဆိုပြီးသွားပြီအဲ့တပုတ်လုံးဝ finish ဟုတ်လား ပြန်တော့ကျွန်တော်နားတော့ကြည့်ဘာလုံးဝ clear ကျွန်တော်ကြည့်တယ် तू ဆိုတယ် तू အရင်လည်းမကြောက်ဘူး तू ဝင်တဲ့အချိန်မှာ तू ခံစားမှုရဖို့အတွက်ပဲတရားစောက်ရတယ်အဲ့စောက်ရခံစားမှု तू နှိမ့်လို့ရ तू ကခံစားမှုမရှိဘဲ तू အလုံးမလုံး तू ပြောတယ်ငါအကြည်တတ်မရရင်ခဏနေကိုလက်နေ तू ကျွန်တော်ကတိတယ်သူ့ဆိုရင်ကျွန်တော်အိတ်ဆောက်တယ်နိုးတယ်ဆိုးတယ်အဲ့ तू ဆိုလိုက်တယ်အမှထားလိုက်ပါတနိုင်လောက်မှ तू ခံစားမှုရရင်တနိုင်နှစ်နိုင်ခွဲဆိုလုံးဝပြီးပြီအားလုံးပြီးတော့ကိုလက်တော်ပြီဒီညကတော့လုံးဝကောင်းနားတော့ကြည့်အကုတ်ဖက်နဲ့ခုနပြောတဲ့ကိုမောင်လေးပြောတဲ့လိုပဲဟိုဘာလဲနားထောင်ကြည့်လိုက်ဘာမှမလို့ဘာလို့ तू ဆိုတာတက်ရက်တာလေတကယ်ဆိုတာကိုမောင်လေးတို့တီးတာတက်ရက်တာလေကျွန်တော်အိတ်အတွက်နဲ့ဖန်ရတာအဲ့အတွက်မှာခုနားထောင်ကြည့်လိုက်ခုတက်တီခုအရင်တိုင်းတော့ဘာလို့နားထောင်ကြည့်ပါလုံးဝထွက်တည်တာညားခဲ့တယ်ဒါပေမဲ့အကုန်လုံးကတော့
ဟိုယူတန်ထွက်ပါကောင်းတယ်နော်အဲ့တော့ ကျွန်တော်တို့ဆရာကျွန်တော်ရဲ့ဆရာကောင်းမြတ်ရဲ့တော်တာတွေလည်းပါတယ်အရန်တော်တယ် तू က တော်တော်နားတော်လို့ကောင်းလာ သူရဲ့ဒီပညာပေါ့နော်ဘာပြောသူရဲ့ချိန်ထားတဲ့ကွယ်တီပါတယ်ဆိုတော့rubber ပြီးတာဘာမှကျွန်တော်တို့မှမရှိပါဘူးတကယ်ဟိုဘာလဲဟိုဒီဘက်ခေတ်လို့ဘာမှမရှိဘူးဒါပေမဲ့ရှိတဲ့ဟာလေးနဲ့ဟိုအကောင်းဆုံး copy တော့ line ရတဲ့အများကြီးကိုသူ့ရဲ့ဟိုဟာဗာလဲနားတော့လို့မရှိရင် brain C တွေဗာတွေက ဘယ်ဒီမှန်တယ်နော် ။ဘာကြောင့်လဲဆိုကိုမောင်လေးတို့တော်တာလည်းပါတယ်။ကိုမောင်လေးတို့ဘယ်လိုဆိုကျွန်တော်သိကြည့်နေဒီ tracking chain တွေကဆရာကောင်းတဲ့ခါလေးမရှိဘူး။မရှိလဲကျွန်တော်တို့သူတင်ပေးတာပေါ့နော်။ကိုလက်ဒီက balance ဘယ်ညာဘယ်နေရာဘာထည့်တယ်ဒါလေးတို့ အဲ့တော့ကိုတလိုင်းပြီးတလိုင်းကိုကိုယ်ချိန်ရတာပါနော်ဒီ model လုပ်ဖို့ ဟုတ်ပြန်ချိန်တာလည်းပါတယ်ဆရာကောင်းချိန်ပြီးရတယ်ပါတယ်ခုချက်လေးချိန်ပြီးရတယ်ပါတယ်ခုရှိတာဗျာဟိုကျွန်တော်တို့ player တွေကအရင်တွေကစီကပြန်တင်ရတယ်ခါရတော့လေအရင်တွေကကျွန်တော်စီကပြန်အဲ့လိုပါလာပေါ့ အချင်းချင်းကျွန်တော်တို့ကကြားကန်ပြီးသွားကြ ကြားတယ်လား တကယ်တမ်းကျကျွန်တော်တို့မှာအဲ့ဒီအချိန်မှာမပြည့်စုံတာလေအများကြီးပဲခဏဘယ်လိုတက်ပညာမပြည့်စုံဘူးတက်ပညာမပြည့်စုံဘူးကျွန်တော်အဲ့လိုမျိုးတွေကိုဆိုတော့အတက်ပညာမပြည့်စုံတဲ့ခါကျတော့လေတခါကျတော့မထင်ပါဘဲနဲ့အဲ့ဒီဟာအရင်ညာတွေကဝင်ကူသွားတယ် ဝင်ကူတယ်ကျွန်တော်တို့မသိတာလေအတီးပြန်အဲ့လိုအကြောက်တရားအဲ့လိုသွားကြတာတယောက်နဲ့ပေါ့အဲ့လိုပေါင်းမှပဲဒီခံစားမှုကျွန်တော်ထင်တယ်ဗျအဲ့ဒီခေတ်တုန်းကအဲ့လောက် recorder နဲ့ဖမ်းလို့ထင်တယ်အတန်တွေက bit ပြီးတော့အခုချိန်ထိအောင်ဟိုကလေဟိုကအတန်တွေကလက်ဆန်နေတာပေါ့နော်သူဟိုနိုင်ငံတီးဝဲတွေလည်းအဲ့လိုပဲခုချိန်ထိအောင်အဲ့လောက် recorder နဲ့ဒီတင်တီးဝဲနေရှိတယ်ကျွန်တော်တို့ဒီမှာတော့အဲ့လောက် recorder ကတကယ်တမ်းကျတော့လေပတ်ဖို့တောင်မလွယ်တော့ဘူးအဲ့ကြောင့်အဲ့လောက် recorder ရဲ့ဇိတ်ကနေတာမဟုတ်ဘူးသူ့ရဲ့ head တွေသူ့ရဲ့ ruler တွေ read တွေအခုတော့အဲ့ဒီ read ကကျွန်တော်ထင်တယ်ခုခေတ်ဆိုဘယ်လောက်များအောင်ကြောက်မလဲမသိဘူးတက်လိုက်တော့တက်နေအဲ့ခေတ်တော့မှအမှန်တိုင်းပဲအဲ့ read ကျွန်တော်တို့ကဒီလိုလေဟိုအရင်တော့ကလို့ဟိုပါဗော recording လုပ်ရင် date ကိုကျွန်တော်တို့က read ရဖို့အတွက်ကိုရမှာပဲကျွန်တော်က recording လုပ်ရတယ် date လာယူတယ်ခဏနေကိုဘာလို့ကျွန်တော်တို့မှလည်းကြီးကတဲ့ပြဿနာရှိတယ်ရှိတယ်ဘာလို့ date တွေကိုထားတဲ့ store တွေမှာကျွန်တော်တို့ဒီထားကြီးတွေကိုမှာတယ်ထားတူတွေတခါတွေတော့အဲ့ကောမတခုဆိုရင်အဲ့ကြောင်မွာရှာလေးဖြစ်ပြီးကြီးကတ်တဲ့ပြဿနာအဲ့ကြီးကတ်တဲ့ပြဿနာတော်တော်လေးကိုဖြေရှင်းရတယ်ဟိုကျွန်တော်တို့ဆိုနေတခါလေကြာရင်ကိုကျွန်းဆိုခဏခံရတယ်သူတီးတယ်နော်တီးအရန်ကပ္ပစာတော့ကတော့သူကိုယ်တိုင်တီးရတယ်ကျွန်တော်တို့ဒီဟုတ်ဘူးတီးတဲ့ပြဿနာတစ်ခုကဘာလဲဆိုတော့အဲ့ဒီခွေကြီးကနည်းနည်းဝိနေလေးဝိနေလေးတယ်ဝိနေလေးတော့ကျွန်တော်တို့ကနိုင်ငံခြားကိုမှာစင်ကာပူတို့မှားတယ်ဥမာထိုင်းတို့နော်အဲ့လိုမှားတဲ့ခါကျအဲ့ဒီကိုတွားနေတယ်ကျွန်တော်တို့ရဲ့တငယ်ချင်းတွေပေါ့အယောင်းဝယ်လို့တဲ့လူတွေကတေလာပေးတဲ့ခါကျတော့သူတို့စီကဟို message လေးတစ်ခုပြန်ရတာပေါ့အဲ့ဒီအလေးချိန်နဲ့ညီရဲ့တခြားပစ္စည်းတင်လို့ရှိရင်ပို့ကြိုက်တယ်ဒါမှမတည်ကြကြအောင်ဆိုတော့ဒီဟာနောက်ဆုံးမိတ်ဟိုပစ္စည်းတွေတည်စရာမရှိမှဘူးတည်တာနောက်ဆုံးမိတ်ဦးစားပေးပေါ့နော်ဆိုတော့ကျွန်တော်တို့ကပြဿနာဟိုအခွေတစ်ခွေကအဲလောက်ခွေတစ်ခွေကဒီလူကြီးကလင့်မေးရှိတယ်ဥမာပေါ့နှစ်ခါသုံးခါလောက်နှစ်ခွေသုံးခွေလောက်တီးပြီးလို့အဲ့ကောင်မကောင်းဘူးမကောင်းတော့အဲ့တော့ကျွန်တော်တို့ကနောက်တစ်ခွေသွင်းဖို့အတွက်ကနောက်ထပ် read တစ်ခုလိုပြအောင်လို့တော့သူတို့စီက read ရောက်မလာလို့ရှိရင်ကျွန်တော်တို့အဲ့ဒီ recording ကိုဖျက်ရတယ်ကျွန်တော်တို့မှာဖမ်းရ read မရှိဘူးပေါ့အဲ့လိုမျိုးပေါ့နော်အဲ့ဒီပြဿနာကတော်ဆို read ပြဿနာရဲ့ကြီးကတ်တဲ့ပြဿနာတုံးကကျွန်တော်ကြုံဘူးတဲ့ကိုဟယ်ရီခွေဆိုကြီးကတ်ပြီးအဲ့ဒီပါပဲနော်မထွက်ပြတော့ဖြစ်သွားတယ်နော်ိုဝိစက်မှာလည်းအဲ့ဒီ recorder ကြီးရှိသေးတယ်အဲ့ဒီခွေကြီးလည်းရှိသေးတယ်ဒါပေမဲ့ကျွန်တော်ထင်တယ်အဲ့ဒီကြီးတွေကပ်ပြီးတော့အဲ့ဒီ head တွေမကောင်းတော့လားလေ ruler တွေမကောင်းတော့ဖွင့်လို့ရတော့မယ်တော့မထင်ရတော့ဘူးဆိုတော့အဲ့ဒါတွေဖွင့်လို့ရဖို့အတွက်ကဖွင့်လို့ရနိုင်သေးတယ်ပစ္စည်းတွေအစ်စ်လဲပြီးပါညာပေါ့နော်ဒါပေမဲ့ကျွန်တော်ထင်တယ်အဲ့ဒီပစ္စည်းတွေမှားလို့ရှိရင်မချောင်ဘူးထင်တယ်ချောင်ဘူးခုကိသိင်းနေဆိုမတက်တာတော့ဘူးဆိုတော့အဲ့ဒီဟာတွေကဈေးကြီးကလည်းပါမယ်နောက်တစ်ခုကဟို old stock ဖြစ်သွားရင်မထုတ်တော့တဲ့ဟာတွေလည်းပါမယ်ကျုပ်ဟာတွေကျတော့သူတို့ရဲ့တက်ရုံကကိုရုံထဲမှာကြအောင်ဝင်လာမသိဘူးအဲ့လိုမျိုးရှာပြီးမှကျွန်တော်ရမယ့်ဟာတွေကိုအဲ့ကြောင့်ခုနကိုမောင်လင်းပြောသလိုကျွန်တော်မှ date ယူတောင်မှသူတို့ခဏနေဦးနော် resheet တော့မှအဲ့အချိန်ခါမှာ date ပေးလို့မရဘူးအချိန်မှာ dream မရှိတော့မတက်နိုင်ဘူးဘာလို့တော့ကျွန်တော်တို့မှဥမာဟိုထားပေါ့ CD တစ်ခုလုပ်တယ်ဆိုရင်ဥမာသူ့ CD ကဆိုတာကြာတာတို့တစ်ခုခုအကြောင်းကြာကြာ6လလောက်ကြာပါ6လလောက်ကြာဒီကိုကျွန်တော်ဖြတ်လို့မရဘူး CD ကကျွန်တော်တို့ဒီမှာအဲ့ re ကိုအတွက်နောက်တစ်ယောက်ပေးဖို့အတွက်ကျွန်တော်တို့ကအားလုံး missing ဆွဲပြီးတော့ထုတ်ပြီးတော့မှကျွန်တော်တို့ဓာတ်ကိုဖြတ်ပါမယ်ဆိုဖြတ်လို့ရတယ်ဘာလို့ဒီ missing တခုခုမပြီးဘဲနဲ့တတ်ထုတ်လို့တခုခုအမှားရွေးပြပါရင်ကျွန်တော်တို့ကဒီကတောင်းလို့ရတယ်အဲကြောင့်
အော်အဲ့ကြောင့်သူတို့ okay ပြီဆိုတော့မှကျွန်တော်ဖြတ်တဲ့အတွက် မစ်ရှင်ပြန်ဆွဲရမယ်ဥပမာ recording ပြန်ပြီးရမယ်အဲ့ဒီဟာကြီး အတွက်ကို လုံးကတော့သေချာပြီဆိုတော့မှပဲ ကျွန်တော်ဖြတ်လို့ရတာဖြတ်ဖို့ အဲ့ အတွက် ဒီရဖို့တက်ကခုနခွေထွက်တော့မှာ ထွက်သွားပါ ထွက်ခင်ဖြတ်လို့ရှိရင်ဒါဖြတ်တဲ့ကောင်တောင်းဝင်ယူ တော်ဝင်ရမယ်အဓိကဖြတ်တာကျွန်တော်ကဖြတ်ရတာပေါ့တဖြတ်တော့ကျွန်တော်ကအဲ့ဒါကိုတေချာတော့မှဂျာယူကိုသွားယူတော့အီလီဇာကြီးနဲ့ဖြတ်ရ ခွေကဟိုကျွန်တော်ဟိုစူလိုကအခွေကအများကြီးရှိတယ်ဖြတ်လို့မရသေးဘူးပေါ့နော်အလို့မရှိဘူးဆိုတော့ကျွန်တော်အဲ့နောက်သမက်ပရိုဆာကိုခဏဆောက် ခဏဆောက်ခိုင်းတာ အဲ့လိုသွားအရင်နဲ့ဆိုကျွန်တော်ထင်တယ်နှစ်ပေါက်တယ်ကြာ ကြားတော့ အဲ့ဒီအခွေတစ်ခွေကိုကိုမဲ့ကိုပေးလိုက်ပြီးတော့အဲ့ဒါ အဲ့ဒီမှာရအိတ်နေရော အဲ့ဒီခွေကဘာမှသုံးလို့မရဘူးသူ့ပဲသွန်းတာသူသုံးပြီးတော့လေဟိုနှစ်နှစ်လောက်ကြာတယ်လို့ပါတော့နောက်ပြီးတော့အခါပေါင်းများကျွန်တော်ကလည်းအခါပေါင်းများရစ်ပြီးသွင်းတယ်သူကလည်းဆိုတာရှိပဲဘေးစီးရရှိမယ်ဂီတာတီးရရှိမယ်ဆိုတော့နောက်တစ်ခွေတည်းသုံးဖို့ဆိုရင်အဲ့ဒီအတိတ်ကသုံးလို့မရတော့ကျွန်တော်ထင်တယ်တန်လဲမုံမှာရှိမှာမဟုတ်တော့ခဏဖွင့်ရတာဟုတ်ခဏ record လုပ်ပါညာဆိုတော့အဲ့ဒီခါတွေကတစ်ခါနှစ်ခါအပြင်မို့သုံးလို့မကောင်း ဂျီကတ်များပိုတာတော့ခုနပြောတဲ့ဂျီကတ်တဲ့ပြဿနာ ကြီးကတဲ့ပြဿနာရှိလား ဂျီကတ်တဲ့ပြဿနာတက်လာဟို အဲ့ဒီခါတွေကတော်တော်သေးတော့တော်ကြီးတာ တော်ကြီးတယ် ကိုအောင်ပြောလို့ quality ကောင်းနေဆိုတာဟိုကောင်းတာတော့ကောင်းတယ်ဈေးကအတော်ကြီးတယ်အဲ့ဒီခေတ်တုန်းကအဲ့ဒီခေတ်ခါတုန်းကကိုပဲဟိုတော်တော်ကိုကုန်ကြကြီးဟိုလောက်ရတာအဲ့ကျွန်တော်ဒါပေမဲ့ကျွန်တော်ထင်ပါတယ်အများကြီးတော့မကုန်ကြဘူးကြာအများကြီးမကုန်ကြဘူးဆိုရင်အဲ့ဒီခေတ်ကအဲ့ဒီဈေးတွေပေါ့နော်ကိုထွေးတဲ့အဲ့ဒီအရင်တန်းခွေကကျွန်တော်မေးကြည့်တော့ producer 7 သိန်းဝန်းကျင်လောက်ကုန်တယ်ပြောတယ်အဲ့ခေတ်တုန်းက ဟုတ်တယ် အဲ့ဒီဟာ7 သိန်းဝန်းကျင်ဆိုအဲ့ဒီခေတ်ကမနေဘူးကြာ နေဦးလीအေးတိုက်ခန်းနှစ်ခန်းလောက်ဝယ်လို့ အဲ့ခေတ်ကမနေဘူးသူကအဲ့လောက်ကုန်တယ်ပြောတယ်သူကဒီအခွေဘိုးတွေရောအစားစည်းတွေရောအတီဝဲစီနော်အဆူကြီးကနတီးအဲ့ဒါတွေနောက်ပြီးထွက်တဲ့ခါကျတော့လေပြက်ကြီးသေးပါညာပေါ့နော်အဲ့ဒါကြောင့်မို့ထင်တယ်ကျွန်တော်ထင်တယ်အဲ့ဒီခွေကိုတင်းရောက်ပေါင်းပြီးတော့လောက်ရတယ်အဲ့ဒီခေတ်တုန်းကဟိုဒီဘက်ခေတ်အနေထားတဲ့ကြည့်တော့ထေသိန်းဆိုတာဘာမှမရှိဘူးလို့ပဲဒါပေမဲ့အဲ့ခေတ်တော့အတော်ထားရတယ်ထားရတော့တင်းရောက်ပေါင်းပြီးတော့ထားကြရတာ ပြီးတော့ကျွန်တော်တို့ကထုတ်တော့တိတ်ခွေလေးတွေနဲ့ထုတ်ပါ အဲ့ဒီခွေတို့ကလည်းဟိုထွက်ရတယ်ထွက်ကျင်တယ်လောက်ကလည်းလှုပ်ကျင်တယ်ဈေးစကလည်းများပြီဆိုတော့သိတယ်သိတော့ခါကျတော့နှစ်ယောက်ပေါင်းပြီးတော့မှရင်းညရတာပေါ့ဗျာအဲ့လိုမျိုးတော်တော်ဟိုဘယ်လိုပြောလဲစီးသုံးလို့ရတယ် ဟုတ်တယ် တော်တော်စီးသုံးလို့ရတယ်အဲ့ဒီခါထဲမှာခုနကျွန်တော်ပြောလို့ပေါ့နော်ကျွန်တော်ထင်တာပေါ့ဒီ producer တွေကလည်းကိုထိုးရင်ကိုဒီဆင်းလေးဆိုလို့ရှိရင်ဘာဖြစ်လာမလဲပေါ့အဲ့ဒါမျောလင်းတယ်ဘာဖြစ်လာမေကုန်းလေးတွေမေးတယ်ဘာတွေကြားမလဲပေါ့ဆိုတော့ကျွန်တော်ထင်တယ်ဗျအခွေပြီးသွားတဲ့အချိန်မှာကိုလက်ခုနကပြောခဲ့သလိုပဲဒီခွေပြီးတော့ချိန်မှာနားထောင်ကြည့်တဲ့ခါကျတော့စိတ်ကျေနပ်မှုရမယ်လို့ကျွန်တော်ထင်တယ်သူကအရာတာအစ်စ်တစ်ခုတော့ရ သူတို့ရပါတယ်အမှန် သူ တ ကကြားနေကြချင်းတော့မဟုတ်ဘူးကြားနေကြမှုတော့မဟုတ်ဘူးဒါကကိုလက်လို့ဆိုတာအခွေပေါင်းများစွာဖမ်းလာခဲ့ရဖမ်းနေကြတဲ့အတီးဖမ်းနေကြတဲ့ဒီခွေကတော်ထူးကြတာပဲတော်တိတာအဲ့ဆိုတဲ့ကလေးကတဘောကဒီခွေကိုမစ်စင်မလုံးအောင်မထွက်ရသေးပြီးတဲ့လက်ထဲကိုမရောက်သေးခင်အရင်ဆုံးခံစားရလူတွေအင်ဂျင်နီယာတွေပဲ ဟုတ်တယ်နော် သူတို့ကအဲ့ဒီချိန်မှာနောက်ကြည့်ပြီးဒီခွေကဘယ်လိုဘာညာဆိုတာသူတို့သိနေပြီဆိုတော့ကျွန်တော်ထင်ပါတယ်အတော်ကိုထူးကြတဲ့အခွေဖြစ်ခဲ့တာ ထူးကြတယ်မဟုတ်တယ်ထူးကြတာခုနပြောတဲ့ဒီခွေကပထမဆုံးခုနဆိုတဲ့ကော့ချင်းဆိုတဲ့ချင်းလေးဖြစ်တယ် ဘယ်စင်းနေဆိုမလဲဘယ်လိုဆိုမလဲအဲ့ဒါတကယ် နောက်တော့ဒီစွန့်သားတာပေါ့နော်ခုနပြောတဲ့ကိုရဲနဲ့ကိုကျော်မြင့်တို့နှစ်ယောက်ကလည်းစွန့်သားပြီးတော့လောက်တာပေါ့နော်ဒါကိုပထမဆုံးဂုံးယူပါတယ်ဘာလို့သူတို့ဒါကိုတော့ကိုထွေးနဲ့သူတို့၃ယောက်ပေါင်းပြီးထွေးရည်နဲ့ပထမဆုံးကော်ပီချင်းကိုထွေးရည်ကိုဖန်တီးရတဲ့လူဖြစ်သူတို့ဒီမှတ်တမ်းတင်ကြတယ်ဒါ နောက်တစ်ခုကဒီခွေကိုလှုပ်လို့ရှိရင်သူတို့ဒီအခွေနဲ့ပတ်သက်တဲ့ဒဏ်ကိုအတော့ခံရမှာ ခံရတယ် ဒဏ်ဆိုတာဟိုမကောင်းတာကောင်းတာပေါ့နော်ဒီထမ်းဖို့ရတဲ့လူတွေနေရောပေါ့နော်အဲ့ဒါတွေကိုသူတော်တော်လေးကိုစိတ်ရှိလက်ရှိတန်းကြီးခံပြီးလုပ်ခဲ့လို့ ပေါ့အဲ့ဒါခုနပြောသလိုခုနမိုးလင်းသွားတယ်ဆိုတာပြောပြအဲ့မှာကိုမောင်လေးကလည်းအိတ်နဲ့အဲ့မှာကိုရဲနဲ့ကိုကျော်မြင့်ကလာတယ်လာပြီးထိုင်ဆောက်တယ်ထိုင်ဆောက်ပြီးတော့အဲ့နေညမှာကိုကျော်နဲ့နှစ်ယောက်တီးမယ်ပေါ့နော်ဒါကိုမောင်လေးကလည်း तू ကလည်း तू နည်းနည်းလေးတီးရမဆိုထိုင်ဆောက်တယ်ကျွန်တော်ကအဲ့စောရီကတီးတယ်နားထောင်လေးကတီးတယ်ကိုရဲနဲ့ကိုကျော်မြင့်ပြန်တော့လို့ဘာဖြစ်လို့လဲဟုတ်လေနားထောင်မယ်မဟုတ်ဘူးကျွန်တော်တို့စားဖို့တောက်ဖို့ဒီအတွက်ကိုစီစဉ်ပြီးပြန်တော့ဘာဖြစ်လို့ကျွန်တော်ကြည့်တယ်ဒီချင်းက မိုးလေးပဲစီ မိုးလေးပဲအစီကြီးလို့ဟာလည်းမဟုတ်ဘူးတဲ့ငါတို့ကတဲ့ producer တွေတဲ့မင်းတို့ကဖြည့်စည်းဖို့တာဖို့ငါတို့အပြစ်ရှိတယ်ဆိုတော့တို့ကလာတိုင်ဆောင်တာကျွန်တော်တီးတော့ဒီလူတွေတော့ခံရတော့မှာဆိုတာတီးတော့အဲ့မှာကိုဂျိုနဲ့ဆရာငှက်နှံတယောက်ကိုမောင်တွေကသူဘာမှမလုပ်ရတော့ခုနပြောတဲ့အိတ်နေပြီအဲ့မှာကျွန်တော်ကြည့်လိုက်ကြည့်မှာတဖြည်းဖြည်းနဲ့တနား2နာရီကြော်လိုက် မျက်စိတီးရ ငှက်ကလည်းတကယ်
မရကိုကျွန်းစီကဟိုရအောင်ညစ်တာအမှန်တမ်းပြောကိုကျွန်းစီကဘလောက်ထွက်လာမယ်ဆိုတညလုံးညစ်တာညစ်လဲညစ်ကောအဲ့ဒီချင်းကဘင်းစင်ဘန်ကိုတန်းကြီးလေအားလုံးလည်းပြီးတော့ကိုကျွန်းမေးကြည့်လက်တွေဘလို့ လက်ကြီးအောင်ကြီး လက်ကြီးအောင်ပြောသွားတာ ဘယ်ဟောင်းမသိဘူးဖြစ်နေတော့ခင်ဗျာလေ ဘာလို့ဒီတာတော့မကြည့်တင်တော့ဆိုတော့ခုနပဲပြုတ်တဲ့ခေါ်ပြီးလစ်သွားတာ အခေါ်ပေါင်းလည်းကျွန်တော်ထင်တယ်ကျွန်တော်အိပ်ပျော်သွားလို့ကျွန်တော်ကမာတီမတီးဖို့စောင့်တာပြေးကြတာအဲ့ဒီမတီးလဲအောင် သူအဲ့ခုနပြောဆိုအိပ်ပြောနေ မနေ့မိုးလေးမှကျွန်တော်နိုးတော့အဲ့ချိန်ဒီမပြီးသေးဘူးအဲ့တော့ကျွန်တော်ထပြောတယ်အဲ့တေးလေးဆုံးပြီလားဆိုဟဲ့မဟုတ်ဘူးပုတ်သေးဘူး ပြောမှလား တေးလေးဆုံးပြီလားမဟုတ်သေးဘူးလားနေပြီဘုံကကန်လေးမှာဆိုဘုံကဘုံကကန်လေးမှာကိုကျုံကဒီဘက်ထားတယ်ပန်လေးဆက်ချာ ပန်လေးချာအဲ့တော့ အဲ့တော့မျက်နှာကြည့်ပြီးဒီတီးနေရဆိုရီကဟိုလက်ဟချီရတယ်လဲပါတယ်ဝင်တော့မယ်ပေါ့အဲ့ဒါလည်းပါတယ်ဒီဘက်ကလည်းတီးရောမယ်ပေါ့အဲ့လိုညှိရတာ ဟုတ်တယ် အဲ့လိုညှိတော့မှအဲ့ဒီချင်းလေးက အဲ့ချင်းထွက်လာ ကိုလာရောကိုအောင်ရောဟိုမြန်မာလိုခံစားမယ် language ခက်ခဲကြီးလူကဒီမြန်မာလိုဆိုတဲ့ဟာကိုကြိုက်ပို့ကြိုက်တယ် ပို့ကြိုက်တယ်လေ ကျွန်တော်တင်နေကျွန်တော်မှတ်တာမမှားဘူးဆိုလို့ရေတုံးကလေအဲ့တချင်းတွေရေးတဲ့အချိန်မှာဖာရေးစီကဒီလိုရေးကိုထွေးနေကဒီလို edit လုပ် အဲ့ဒီတော့ပြန် အဲ့လိုနဲ့အခါပုံမှန်သွားပြင်ပြီးမှအဲ့ချင်းရတွေကပြီးရလားခိုင်ကြတော့လေတန်လူကြောင်းခွေးတွေသူဆိုလို့မကောင်းဘူးပေါ့ဒီခါကဘယ်လိုမှဆိုလို့ကောင်းမယ်ပေါ့ အဲ့ဒီ အဲ့လိုမျိုးဆိုလေးဒီမပြောင်းမြင်ရလားအဲ့လိုမျိုးလုံးကြတယ်ပြင်တော့ခါကျတော့လေစာရေးစီကကိုထွေးနေပြင်နေတဲ့ဟာကိုလက်ခံအောင်မှာပေါ့ဟာအဲ့လိုတော့မရအောင်ဒီလိုပဲပြင်မယ်အဲ့ဒါညှိကြပြီနောက်ဆုံးမိတ်ကြတော့မှဖိုင်တယ်ဒီတော့မှအဲ့ဒါဆိုလို့ရတာကျွန်တော်ထင်တယ်ကကျွန်တော်တို့ဒီးပြီးတာအတော်ကြာအောင်တို့ညင်းလို့မပြီးသေးဘူး သူ music တွေကပြီးနေဆိုလို့မရဘူးစာသားတွေချိုးသေးလို့ သူအဆုံးသက်လေးတွေကျွန်မသူထောက်နေတဲ့ဟာလေးတွေကိုဖြည်းဖြည်းချင်းသူကဖြီးပြေးတာ အဲ့လိုမျိုးလေး လောက်ရတဲ့အပိုင်းရှိ ဟိုတပင်းလေးအယောင်ဆိုးလိုက်ပါနဲ့ဆိုတပင်းလေးအယောင်ဆိုးလိုက်ပါနဲ့တော့အဲ့လိုမျိုးလေးပေါ့ အဲ့လို တခုတလုံးလိုနေလို့တလုံးပုံနေလို့ဒါတွေအစအသေးစိတ်တွေဆိုတော့အဲ့ဒါတွေကိုနောက်ဆုံးမိညှိနှိုင်းပြီးတော့မှဆိုတော့ကျွန်တော်တို့ music ကပြီးနေပြီသူတို့စာသားတွေကမချိုးသေး တယော ဘူး က်နဲ့တယောက်ပြည့်ရတာပေါ့ အဲ့ဒါတွေကလည်းစောင့်ပါသေးတယ်ကျွန်တော်ထင်တယ်အဲ့တချင်းကနှစ်ပေါက်တယ်ဆိုတာအဲ့ခွေကနှစ်ပေါက်တယ်ဆိုတာအဲ့ဒါတွေလည်းပါတယ်ကျွန်တော်တို့ဒီကလည်းပါတယ်ကျွန်တော်မှတ်တာဟိုအကုန်လုံးတော့အသေးသေးမှန်းပြီးတော့ဗောဗျာဒါပေမဲ့ကျွန်တော်မှန်းပြီးတော့ကဒီနေ့ကိုတပုံးတပုတ်ပဲဗျာ ပွဲသွား အဲ့လောက်ပဲသွား ဆိုလဲသူကလေဟိုအမှန်တိုင်းပြောရင်သူတို့ data ယူတယ်ကိုငှက်ဆန်ငှက်ကသူကတပုတ်ပဲအလုံးလုံးတစ်ခါ အဲ့ဒီဘုတ်ကခဏပဲကြာရင် ခဏရေးကြာ ဒါပေမဲ့ तू ကအဲ့ညနေဆိုရင်ညနေတော့ तू ကအချိန်ယူပြီး तू အဲ့ဒါတိတ်ထည့်ပြီးမှ तू သူစိတ်တယ် မှုဝင်မှ तू ဆိုတာ तू ခုနပြောသလိုပေါ့ဟိုစောစောရာငါမဟုတ် तू ခံစားမှုရင်ထဲမှာခံစားမှုအရန် तू အရင်ဆုံးအဲ့အချိန်ကိုမွေးရသည် ဝေးလိုက်ပြီးတော့ဆိုတာ ပြီးတော့မှစိတ်ထဲမှာရောက်သွားပြီဆိုတော့မှ तू ကကျွတ်လာအဲ့တော့အဲ့ဒီလိုလုပ်တဲ့အချိန်မှာ तू ကအားလုံးကို तू က ခဏ ညာတယ်မင်းတို့ကောင်လေး အိတ်ဆရာကြီး အဲ့စားဆရာကြီးကစာနာဆရာကြီးကနာငါဆိုရချင်းပြောမယ်စိတ်ပါလာရင်ဝင်ဆိုခဏတော့ခဏပါပဲ ခဏပါပဲအခုနပြောသလိုပေါ့ စိတ်မပါတဲ့အချိန်ကနေပဲပါတဲ့အချိန်ရောက်အောင်လုပ်ရတော့ကြာအဲ့ကိုငဲ့တို့ဆိုတော့မယ်ဆိုလို့ရှိရင်အကုန်လုံးကအစမ်းပါမယ်နော်အိတ်တယ်ဆိုတာလေကိုနေရာမှာကိုပြန်မအိတ်ဘူးဒီတော့ကခဏမင်းနေ မင်းနေလိုက်ပြီးလိုက် တက်တဲ့အချိန်ပြော ပြတ်တဲ့အချိန်ပြော အဲ့လိုမျိုးလုပ်ခဲ့ကြရတာပေါ့နော်တပေါင်းတစ်စီးရဲပေါ့အားလုံးကတီးရဲလူရောဆိုရဲလူရောတန်ဖတ်တဲ့လူရော တယောက်နဲ့တယောက်နားလဲတာပါ အဲ့လို နားလဲတဲ့အတွက်အဲ့လိုအောင်မြင်ခဲ့တာ အဲ့လိုလုံးတဲ့ခါကျမှဟိုခုနကျွန်တော်ပြောတဲ့ tracking မလောက်ဘူးဆိုတဲ့ဟာတွေပါတွေပါသူဒီ line တစ်ခုကဘယ်လိုဖြစ်တည်လာတယ်ဆိုတာရာဇဝင်ဥပေါက်ဒီ engineer တွေလည်းပါတယ်သူတို့အကုန်လုံးသိကြတာဘာလို့ဒီဟာဒီ line က original မို့ဘောင်းဆိုထားတဲ့ line အဲ့ဆိုဘောင်းဆိုတဲ့ line ဆိုထိလို့မရဘူး ထိလို့မရဘူးသွားထိလို့ အဲ့ဒါမျိုးတွေကဒါဒီ engineer တယောက်တည်းဖမ်းလာမှသူကဒါတွေကိုသိတာပေါ့ ဒီထွက်ဆိုဒီအဲ့တော့ခုနပြောသလိုအဆွဲဖြစ်သွားတော့ကျွန်တော်ထွေးရင်သိဖမ်းဆိုအဲ့ထွေးရင်သိနဲ့ပတ် သူဖမ်းမရတယ် ကျွန်တော်ပဲပြန်ဖမ်း သူဖမ်းမရတယ်အဲ့ဒီ ဆိုင်ဒီ တိုင်းက ဆိုင် ထိလို့မရဘူး ဆိုင်ဒီဆိုင်ဝင်လာကိုထွေးရလဲသူဆိုင်ဒီဆိုင်အဲ့လိုပေါ့မမစ္စည်းမလိုင်းရသူ ဒီ keyboard line က ဟာ အခုမှဒီရဲ့တခါလဲ live ပြီးထားတဲ့ line လိုင်းစား ဒါကတော့ပေါင်းစည်းလို့ခတဲ့ line ဆိုတော့အဲ့လိုတွေကဒီဖမ်းထားတဲ့လူကသူကိုယ်နဲ့သိတယ်လीအဲ့ကြမှာသူကိုယ်နဲ့ပြန်ဖမ်းမှရတယ်ဒီ line ကထိလို့မရ အားလုံးကျွန်တော်တို့ပြီးသွားရင်ကျွန်တော်တို့ဆရာကောင်းကိုတင်ပြရတယ်မြေဆောင်ဆွဲလို့ရှိရင်တလွဲလောက်တိုင်းဆူတယ်ဆရာ ကျွန်တော်တို့တွေ missing ကျွန်တော်တို့ဆူခဲ့ရတယ်ဟုတ်တယ် အလမ်းမှာရှိရတယ်ရှိရပြီးတော့တခုမှလို့ရှိရင် ကျွန်တော်တို့ဆူတယ် တင်ရတယ်ပါလာပေါ့နော်
ကြောက်ဒီလိုလားမှားတယ် ပါတယ် तू ကထောက်ပြ တခါလေးပြောတာခိုင်းပြောကြီးဟိုတင်းတယ်လို့ပဲပေါ့နော် တင်းတယ်လို့ပဲအဲ့တော့ကျွန်တော်တို့ကဒီမာလေးကမမှားဘူး तू မရှိတဲ့အချိန်မှာကျွန်တော်ကမှားလို့များမှားရင်ကျွန်တော် तू ကဆူခံရတယ် ဆူခံရတာ ဆူခံရတယ် အဲ့လိုဆူခံရတဲ့အချိန်မှလည်းမနေဘူးဟို မှတ်တယ် အစင်လည်းဟိုပုတ်တဲ့အစင်ချောရတော့မဟုတ်ဘူး ဘာဖြစ် အဲ့ လဲ လိုဖြစ်ခဲ့ရတာတော်တော်လေးရှိမှ तू က တော်လေးရဖြစ်ခဲ့ရတယ် မင်းတို့လောက်တာဒါတွေကဗာလဲအမြဲတမ်းမဖြစ်နိုင်ဘူးကွယ် မဖြစ်နိုင်ဘူးမင်းတို့တော့ဖြစ်နိုင်ဘူး ဖြစ်နိုင်ဘူးကွယ်အဲ့သူရဲ့စကားမားတယ် ဥစားလီကကြတော့ဥစားလီကသူကအတန်းညာတော့လေသူက tracking ချိန်တာဥစားလီချိန်တာများတယ်အဲ့တုန်းကလေဆရာကောင်းကတော့ missing ပဲလုပ်တာပေါ့အဲ့မှာဥစားလီကအတန်းချိန်လို့ချိန်လေသူက original ကိုနားထောင်ပြီးကျွန်တော်ကဥမာပေါ့နော်ဒီစလင်းလေးကကျွန်တော်ထင်တာပြောကြည့်တာပေါ့ပြားတယ်ပါးတယ်ပေါ့မဟုတ်ဘူးထူတယ်အဲ့ဒါကိုတော်ညင်းရတာညင်းမှ तू ကသူ့နားထဲမှာကြားတဲ့အတန်တကူကိုချိန်ပြတယ်အိမ်ပြတော့အဲ့ချိန်တဲ့အတန်ဟုတ်တယ်မဟုတ်ဘူးကိုကျွန်တော်တို့ကဝိုင်းပြီးတော့ဒါမျိုးတော့မဟုတ်သေးဘူးပေါ့အဲ့လိုမျိုးလုပ်နေခဏကျွန်တော်ပြောတဲ့ဆိုင်ကယ်တန်းဆိုလို့ရှိရင် तू ကနားထောင်နေတယ် तू ကတိတယ်ငါဆိုင်ကယ်လေးလုပ်ရတယ်လားအဲ့မှာအဲ့ဆိုင်ကယ်ကြီးကိုစတူဒီယိုကနေမောင်းချတာအစ်စ်ကြီးဖြစ်နေတာပေါ့ဆိုတော့ဝူးဆိုတာလီဘာကိုတင်လဲမှာပဲဝူးထွက်တာမတင်မထွက်ဘူးဆိုတော့အဲ့ဒါကို तू ကကိုယ်ကဟိုတင်အောင်တစ်ခေါက်တည်းလုပ်တာမဟုတ်အဲ့ဒါတော့ဥပမာကိုကတစ်ချက်ပေါ်နားထောင်သေးတာ तू နားထောင်ကြည့်ပဲ तू ကဒါလေးယူမယ်ပေါ့ဒီဟာတွေအဲ့ကျမှ तू ယူမယ်ဆိုလဲဟာဟိုတရားတော့မှကျန်တာတွေဖြစ်ဖြတ်တော့မှကျွန်တော်တို့အဲ့ line တွေမှာတီးလို့ရတာဟုတ်ရင်တီးတဲ့ line က3 line 4 line ရှိတာဟုတ်တယ်အဲ့ဒါကိုအကုန်လုံးကထိုင်ရင်ထည့်တာလေတဲ့တော့ဘယ်ဟာယူမယ်မှမသိတော့အဲ့ဒီကမာဒီဝဲထပ်လို့မရအောင်အဲ့ကိုကဒီဟာတော့ယူပြီးဒါတော့ဒီဖြစ်သွားပြီဆိုတော့ဒါနဲ့ဟာတွေဖြတ်ပြီးတော့အဲ့ကျမှမာဒီဝဲထပ်အဲ့လိုလွတ်လွတ်အဲ့တော့လက်ဝင်တာပေါ့ကိုပေါ့ရင် တကယ်အမှတ်တရရနော်ဒီကြတွေက ဒါတော့လိုက်တာတော့ဘာမှမဟုတ်ဘူးဒါပေမဲ့တကယ်လုတ်ခဲ့ရတာတွေကတော့အဲ့အကုန်လုံးခြုံပြောရင်ကျွန်တော်တို့မပြည့်စုံခြင်းပေါ့နော်ကျွန်တော်တို့မှအဲ့လို instrument မပြည့်စုံခဏပြောလို့တက်ပင်ကြမပြည့်စုံဖက်မပြည့်စုံကျွန်တော်တို့ကအဲ့လိုဟာရင်းနဲ့ကဘာကျော်တင်းနေဆိုတာတော့ तू က limit မရှိလုံးထွက်ကြမှာဘူး message ဆိုလဲအရန်ကောင်းပါလေအဲ့ဒါကြီးကျွန်တော်တို့ကလိုက်ရတာလိုက်ရတဲ့ခါကျတော့ကျွန်တော်တို့နေတော့ခက်ခဲရှိတာ message ဆိုလဲကျွန်တော်ဆရာကောင်းဆိုခေါသူ message လုပ်ပြီးဆိုရင်ကျွန်တော်မဟုတ်ဘူး तू original နားထောင်တယ်နားထောင်ပြီးတော့သူခေါင်းခါတယ်ဘာလို့ခေါင်းခါတယ်ဆိုဟိုကအမှန်တိုင်းပဲဟိုကပစ္စည်းကိရိယာအပြည့်စုံနဲ့လေအကုန်လုံးလှုပ်ထားရတဲ့ကဘာကျော်သချင်းကို तू ကပြန်နားထောင်ပြီးတော့ခေါင်းခါရတယ်ဆို message လဲကျွန်တော်တင်တယ်အဲ့ဒီအရင်တည်းဆိုတော့အလုံးလုံးပြီးရင်တနေ့တစ်ပုတ်ပဲ တပတ်တော့ကြာမယ်ထင်ကျွန်တော်ထားတာတော့တော်တော်လောက်ယူခဲ့တယ်နေ့တစ်ပုတ်ပဲဘာဖြစ်လို့ तू နေ့တစ်ပုတ်ပဲတကယ်လို့ကြော်ခဲ့လို့ရှိရင်ဒုတိယကိုအတန်းချိန်ရင်အောင်ပဲဟုတ်တယ်ဟိုအခွေလေးကိုမောင်းချလို့ရလဲအဆင်မရောက်မရောက်သေး အတန်းချိန်ရင်အောင်ပဲသိပြီးတော့တို့တွန်းထားခဲ့ပြီးတော့အိမ်ဒီပြီးသွားပြီပေါ့နောက်နေ့ကျအဲ့ဒါကိုဆက်လို့ရတယ်တက်လို့ရတယ်အဲ့လိုနှစ်ပြီးလောက်တာဒီနေ့ကိုများသောပြန်ပြန်ချင်းကတပုတ်တော့တပုတ်နှစ်ပုတ်ပေါ့အဲ့လိုစုံနေဟိုဒီတချို့ကလွယ်တဲ့ပုတ်လေးတွေလည်းပါပါတယ်ဟိုလွယ်တဲ့ပုတ်လေးတွေကြတော့လေသူကနေအစင်ပြေသွားတဲ့ဥစ္စာတွေပါတာတချို့ကြတော့အဲ့လိုခုနပြောတဲ့တချင်းတွေကြတော့လေတကယ်လုံးယူရတာတကယ်လုံးယူရတာတွေပါကျွန်တော်တင်နေဟိုရွှေရောဆိုမြန်တယ်ဒါကတော့သူကနေသူဟုတ်တယ်မှန်တယ်ဂီတာလေးဟိုဗန်လေးနဲ့ထူရိုလေးနဲ့ပဲရှိတာတန်တယ်လေးလွတ်တဲ့နေမှာဟာမိုနီလေးလည်းနေတယ်သူကဒေါကင်ရိုမှုဖြစ်နေတော့သူကပန်လမယ်လည်းကြားတယ်music မျိုးဆိုသူကအထက်တွေနေအဲ့ဒါမျိုးကြားအဲ့ဒါမျိုးမြင်ပါတယ်အခြေယူရတဲ့ဟာယူရတာပေါ့နော်တကယ်အမှတ်တရဖေးရပါတယ်နော်ဒီကြလေးပြန်တွေးရင်ကျွန်တော်လည်းမကြားဘူးလားလေကြားမသိတဲ့ဟာတွေလည်းသိရတယ်တကယ်အဲ့မှာကျွန်တော်ကဒီအစီအစဉ်မှာတင်းဘုတ်ပေါ့နော်ဒါဆိုဖို့အတွက်ဆိုပြဖို့အတွက်ကျွန်တော်စဉ်းစားနေတာစဉ်းစားတော့ဟိုတခုရှိတာရင်တိုင်းတို့ဒီတကလုံးမရှိတဲ့ကောင်းကင်တို့ကကိုငဲ့ကိုယ်တိုင်ရေးခဲ့ရတော့မဟုတ်ဘူးအဲ့တော့ကျွန်တော်ကကိုငဲ့ရေးတဲ့အပုတ်လေးတစ်ပုတ်ကိုဒါပြီးတဲ့အမှတ်တရဖြစ်အောင်ကိုအောင်ဆိုခိုင်းနေတာပဲချို့ကိုငဲ့ရေးတဲ့အချင်းတွေကသူကိုယ်တိုင်ပြန်မဆိုခဲ့ဘူးဟုတ်ကဲ့အဲ့ဒီအဆိုတော်ကိုပေးခဲ့ပြီးတော့အဲ့မှာပြီးပါအောင်သူပြန်ဆိုသူပြန်ဆိုတဲ့သူကိုယ်တိုင်ဝင်ဆိုပေးတဲ့အပုတ်တွေလည်းရှိတယ်ဒါပေမဲ့ဟိုဒါတော့သူကတော့အဲ့ copy ကိုသူကဒီနှစ်ခွေသုံးခွေလောက်ပဲတဲ့သူပုံမလုပ်ခဲ့ပါဘူးသူစီးထားတာလည်းပါလာဘူးအဲ့လိုမျိုးပေါ့နော်အဲ့ဆိုတော့ပေးလိုက်ပြီးလို့သူကပြီးသွားပြီသူအဲ့ဒီအပေါ်လေးတစ်ပုတ်ကိုကျွန်တော်ကဒီပေးတဲ့ကိုလက်ဆောင်ပေါ့နော်ဟုတ်ကဲ့အဲ့ဒါလေးကိုအဲ့ဒါလေးကိုဆိုပေးကျွန်တော်နာမည်တော့ပြောတော့အထင်းလေးကြာရင်အကုန်လုံးသိပါပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်
ကျွန်တော်တို့ရဲ့ music sketch စီမှာဒုတိယပစ္စည်းတွေကိုကိုကြီးပံ့ပိုးပေးတာတော့ Tenlo music shop ပဲဖြစ်ပါတယ် ကျွန်တော်လည်းဒီစီစဉ်မှာတလုံး music shop ကိုကျေးဇူးတင်ပါတယ်ဆိုတော့ချပေးရတဲ့ပစ္စည်းတွေကလည်းအနက်ကောင်းပါတယ် နောက်တစ်ပတ်မှာလည်းကျွန်တော်တို့ music sketch စီစဉ်ကနေထွေတဲ့ကိုယ်ပိုင်တန်တဲ့ဆင်းလေးတွေကိုဘယ်လိုဖန်တီးခဲ့ကြလဲဆိုတဲ့အကြောင်းဆွေးနွေးတော့ကြပါဦးမယ်